တော်ကနတ်သမီးတွေရဲ့တာဝန်ဟာအောင်မြင်အောင်ထမ်းဆောင်မှုအရန်ခက်ခဲလိမ့်မယ်လို့အားလုံးကထင်ကြမှာပါအပြင်းအထန်စူးစမ်းမယ်ဆိုရင်တော့တနေ့နေ့မှာဒီအိမ်မက်ကိုအကောင့်ထဲဖော်နိုင်မှာပါကျွန်တော်တို့အားလုံးမှာအိမ်မက်ကိုယ်စီရှိကြတယ်ရီမန်းချက်ကိုယ်စီရှိကြတယ်ဒါပေမဲ့ယုံကြည်မှုအပြည့်အဝပါတဲ့စိတ်ဓာတ်နဲ့ကိုယ့်ရဲ့အိမ်မက်ကိုအကောင့်ထဲမှာဖော်ရင်တော့ပန်းနိုင်ကိုရောက်နိုင်မှာမဟုတ်ပါဘူးဝင်းဟင်းနဲ့သမီးအစီအစဉ်ကတော့ North Carolina Scammy Limited နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံရဲ့ပထမဦးဆုံးလေမယ်ရှာဖွေရဲ့ reality show ပါဘယ်သူနဲ့မှမတူညီတဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးအချိန်လေမယ်ရွေးချယ်ပွဲမှာမြန်မာပြည်ရဲ့ရုံးမြင့်တန်ကြားသမိုင်းမှာအမြင့်ဆုံးစီချင်းတွေဖြစ်တဲ့ကျပ်သိန်း150ကိုစကူးနိုင်မှုအတွက်မြောက်များစွာသောတာဝန်တွေလုံးဝထမ်းဆောင်သွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဝေဟင်နဲ့သမီးအစီအစဉ်ကနေပြီးတော့ကြိုးစားပါရစေမြန်မာနိုင်ငံရဲ့ပထမဦးဆုံးလေးမဲရှာဖွေရဲ့ reality အစီအစဉ်မှာအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့စကားနဲ့နိုင်ပြီပဲ10ယောက်ကထိုင်းနိုင်ငံရဲ့နေရာအနှံ့ပြားလှည့်လည်ပြီးတော့ရှင်ပြိုင်မှုမျိုးစုံကိုရှင်ပြိုင်နေကြပါတယ်အခုရောက်နေတဲ့နေရာကကျွန်တော်တို့ထိုင်းနိုင်ငံရဲ့အရှိတ်အကျဆုံးနေရာပါနေရာကတော့ကျွန်တော်တို့ဥပုံလိုချက်တနီလို့ခေါ်တယ်အတူတူအပြင်ဥပုံလို့လည်းခေါ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့မဲခေါင်မြေရှိတယ်မဲခေါင်မြေကဟိုမှာဆိုရင် Laos People Democratic လာအိုနိုင်ငံရှိပါတယ်ဒီနေရာကဘာနဲ့နာမည်ကြီးလဲဆိုတော့ကျွန်တော်တို့တဘာဝတတော်ဥယျာဉ်တွေရှိတယ်ပြီးတော့တောင်တန်းတွေရှိတယ်မြစ်ဖျားဒေသတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့တောထဲမှာစကန်ချိုင်နေတဲ့သူတွေလမ်းလျှောက်ချင်တဲ့သူတွေအတွက်ကဒီနေရာအရန်ကိုတာယာလှပတဲ့ငြိမ်းချမ်းတဲ့နေရာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ပြောခဲ့သလိုပဲအရှိတ်အကျဆုံးဆိုတော့ကျွန်တော်တို့နေထွက်တာကိုမြင်ရတဲ့ပထမဆုံးမြင်ရတဲ့အရန်လှပတဲ့နေရာဖြစ်ပါတယ်ကျွန်တော်ရဲ့နိုင်မယ်ဆရာကတော့အခုအစင်းသင်းဖြစ်နေပြီသူတို့ကဒီနေ့ဒီမှာရှင်ပြန်ရမှာဆိုတော့တောတွင်းစကန်ချနေမှာပတ်သက်နေပါဒါဆိုရင်တော့ခက်ခဲပြီးတော့စိတ်ဝင်စားဖို့ကောင်းနေပြီအဲ့တော့ဘာဆက်ဖြစ်လာမလဲဆိုတော့စောင့်မကြည့်ဖို့အတွက်ဖိတ်ခေါ်ပါပြည်သက်ကြီးပြည်သူများခုကျွန်တော်နဲ့အတူရှိနေတာကတော့ဝင်းဟင်နဲ့သမီးအစီအစဉ်မှာပါရောက်ရှိနေတာကတော့ထိုင်းနိုင်ငံဥပုံမြို့မှာပါကျွန်တော်ရှင်ပြိုင်မှုကတော့မကြခင်ချိန်တွေမှာစားတိုင်းမှာတော့မယ်ကျွန်တော်ရဲ့နာမည်ပဲ10ယောက်ကိုအခုဆိုရင်နှစ်ဖွဲ့ခွဲပေးထားတယ်ပန်းအောင်9ယောက်အပါ9ယောက်အဲ့တော့ရှင်ပြိုင်မှုကစားတင်တော့မယ်ဆိုတော့ဒီနေ့အတွက်အကဲဖြတ်ဒိုင်လီမင်းဖြစ်ဆောင်ပေးမှာကကျွန်တော်ရဲ့မတ်တင်မုံနဲ့မမိုးဖြစ်ပါတယ်ပြီးတော့ဒီနေ့အထူးဒိုင်လီမင်း2ဦးအနေနဲ့ကူညီပေးမှာကတော့ကျွန်တော်တို့ Nokia တာဝန်ရှိလူကြီးမင်း Mr. Khosum နဲ့ဟိုဘက်ကထိုင်းနိုင်ငံနာမည်ကြီးဆိုတော့ Mr. B ဖြစ်ပါတယ်ဗျာHello girls, today our activity is about first aid. Things happen all the time. During flight you might facing the problem with the passengers get sick or accident it happen during flight. You need to stabilize them, help the passenger before we land and doctor comes, okay? Secondly, we also need to see that you can work in together, cooperate together. So we send you to the jungle. Check if you can survive and work in teamwork, okay? We'll see about that. Hello everyone, I'm BKP and I'm an artist from Thailand. So today, welcome. First is welcome for a foreign life. So today, I will hiking together with you guys and everything you can ask me, I will try to help. And hello you guys, really beautiful. Nice to meet you. Thank you. ကဲပြိုမေတွေအားလုံးမင်္ဂလာပါဒီနေ့ mission အတွက်အဆင်သင့်ဖြစ်ပြီလားဖြစ်ပါပြီ first aid training ရဲ့ camping survival ရဲ့เนาะရှေးဦးသူနာပြုစုနည်းเนาะအရေးပေါ်ပြုစုနည်းနောက်တစ်ခါတောထဲမှာစခန်းချ
ခရီးသွားခြင်းနဲ့ဘေးရန်တွေမှာလွတ်မြောက်အောင်ဆောင်ရွက်ခြင်းဆိုတဲ့ mission ဖြစ်တယ်ဒီ mission မှာဆိုလို့ရှိရင်တဘာဝနဲ့အနီးဆက်ဆုံးပြိုမေတို့နေထိုင်ရမှာဖြစ်ပါတယ်တဘာဝတရားတွေကိုလေ့လာရင်းနဲ့ရှင်သန်နေထိုင်ရမှာဖြစ်ပါတယ်အချိန်တရက်ပေးမှာဖြစ်ပါတယ်စားတောက်တာသွားလာတာအိပ်စက်တာနေထိုင်တာအားလုံးကိုတတိဝရိယရှိနဲ့ပြုလုပ်ရမှာဖြစ်ပါတယ်ဒီမှာကိုယ်တိုင်စားတောက်ကိုကိုယ်တိုင်ရှာဖွေချက်ပြောရမယ့်အစီအစဉ်တွေလည်းပါတဲ့အတွက်ရမယ့်အချိန်လေးမှာเนาะကိုကျွေးရမယ့်သူတွေအရသာရှိအနေကင်းကင်းစားနိုင်ဖို့လည်းအများကြီးစဉ်းစားဖို့လိုပါတယ်အဲ့တော့တရက်ကြာစခန်းချနေထိုင်မဲ့ဒေါ်ရင်ခီးစင်မှာအဆင်ပြေပြီးတော့အနေကင်းပါစေလို့ဆုတောင်းပေးပါတယ် Good luck အဲ့တော့ကြားတော့ကျွန်တော်ကြားမယ်တရက်တော့အမေးပါလာမယ်ကျွန်တော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ရဲ့ရှင်ပြိုင်မှုအခုဆိုရင်စတင်ပါပြီဒီချက်ပြုတ်ရမယ်ဆိုတော့လေပျော်တယ်တကယ်ချင်းနဲ့အားလုံးစုပြီးလောက်ရမှာဆိုတော့ဒီအခက်အခဲတွေကိုအားလုံးစုပြီးဖြေရှင်းနိုင်ရင်တကယ်လုပ်ငန်းခွင်ကြရင်လည်းဒီအခက်အခဲတွေကိုဖြေရှင်းနိုင်မယ်လို့ထင်တယ်လုပ်ငန်းခွင်ကြရင်ဖြေရှင်းနိုင်အောင်ဒီဟာကတော့ rehearsal ပေါ့အချို့လေ့ကျင့်ရမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အခုဒီကြားရတာအခုမှသိရတော့ပေါ့နော်ဘာတွေလောက်ကမယ်ဆိုတာဒါတွေကတွေ့ခဲ့ရတာကတော့ဒီစစ်ကားတွေထဲမှာတော့အဲ့လိုမျိုးလောက်တာတွေတွေ့ဘူးတယ်အပြင်မှာတော့တစ်ခါမှမကြုံဘူးဒါပေမဲ့ဘာပဲဖြစ်အကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်သွားမယ်ဒါကတော့ဘဝရဲ့အခက်အခဲတွေကိုလည်းဒီကအတွေ့အကြုံတွေနဲ့ကြော်ဖြတ်သွားမယ်လို့တော့စိတ်ကူးထားပါတယ်ဟုတ် ဟုတ်အားလုံးတညီတညွတ်တယ်ပေါ့နော်တတ်တူညီသူအားလုံးချက်ပြုတ်စားတော့ကြမှာပေါ့နော်ညီညွတ်နဲ့တကယ်ချင်းတဲ့ကလုံး team သဘောမျိုးဖွဲ့ပြီးတော့အဲ့လိုမျိုးချက်ပြုတ်စားတော့ကောင်အရန်ပဲပြုတ်ဖို့ကောင်းပါပါညီညွတ်နဲ့ပြီးတော့မလောက်တတ်တာလေးကိုတယောက်နဲ့တယောက်တီးတူတိုင်ပင်ပြီးတော့လှုပ်သွားမယ်လို့ 1 2 3 fighting ဒီ mission အတွက်ကယဉ်ကျေးမှုအပြည့်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ team ထဲမှာအဖွဲ့ဝင်အကုန်လုံးကစိတ်တွေအကုန်လုံးတသားတည်းပဲဒါလုံးမယ်ဆိုရင်ဒါအကုန်လုံးလုပ်ကြတယ်အကုန်လုံးကအဲ့လိုစိတ်တွေကတူညီနေတဲ့အတွက်ကြောင့်မို့လို့ယဉ်ကျေးမှုအပြည့်ရှိပါတယ်နိုင်မယ်လို့ချူရအောင်ဘယ်လိုမှအားလုံးတင်းဝင်ပုံစံနဲ့သွားမှာဆိုတော့အဆင်ပြေပြေရှိမယ်လို့ပဲထင်ပါတယ်အဲ့ဒီအတွက်လည်းအရန်ပြောတယ်ပေါ့မလုပ်ရသေးဘူးဒါပေမဲ့အရန်ပြောနေတယ်ချူရအောင်ညီမကတော့ready to challenge မှာเนาะ challenge လုပ်ဖို့အတွက်အများနဲ့ ready ဖြစ်နေပါတယ်။တောင်ညီမတို့အကုန်လုံးကတေချာပါအမတို့ခုနပြောသွားသလိုပဲအကုန်လုံးကတစုတစည်းတဲ့ team work နဲ့လုပ်မှဖြစ်တဲ့ကြောင့်ဘယ်လိုပဲတော့ညီမတို့တစုတစည်းတဲ့နေပေါ့เนาะညီမတို့ဒီဘယ်လောက်ကြံခိုင်နေညီမတို့ရဲ့ဒီစီးလုံးမှုဘယ်လောက်ရှိတယ်ဘယ်လောက်ဒီ regulation လိုက်နိုင်လဲဆိုတော့ညီမတို့ဒီလိုပြသွားမှာပေါ့เนาะအားကြောင့်မလို့ပြည်သက်ကြီးကလည်းညီမတို့ရဲ့ဒီ mission ကိုစိတ်ဝင်စားနေစောင့်ကြောကြည့်ရှုပေးပါလို့ညီမကပြောချင်ပါတယ်1 2 3 fighting ကျွန်တော်ဒီနေ့စစ်စင်ရေးမစတင်ခင်မှာအဓိကလိုအပ်တာကျွန်တော်တို့ရွက်ဖြစ်တယ်ဘယ်လိုထားအောင်မလဲဆိုတဲ့ဟာပါအဲ့တော့ဒီဟာကိုကျွန်တော်တို့ဒီဘက်က Mr. V နဲ့နော်ကရတာဝန်ရှိသူကဘယ်လိုထားအောင်မလဲဆိုတော့ကျွန်တော်ပြပါလိမ့်မယ်အဲ့တော့အတူကြည့်ကြတော့ To survive in the jungle, the most important thing is first aid kit. In the first aid kit, you will have necessary ที่ต้องเตรียมตัวนะครับแล้วก็มีไฟฉายด้วยไฟฉายสำคัญมากๆครับแล้วก็มีไฟแช็กพูดถึงเท้าแพงนะครับนี่คือการเกิดอินซิเดนต์เวลาเราแบบมันเป็นสิ่งที่มันอาจจะเกิดขึ้นบ่อยครั้งนะครับเวลาเราเดินเดี๋ยวเราจะมาสอนกันนะครับว่าเท้าแพงเนี่ยเราต้องทำยังไงครับ In case of twist your ankle, if there is no bruise mark on your ankle, you just need the cold towel or ice to make it pain relief first. Okay? แต่ถ้าสมมติว่าไม่มีเกิดอาการบวมเราก็สามารถที่จะเอาผ้านี้พันได้เลยครับIn the jungle, it's very easy to get lost. Okay? In case of lost, your member, your friend lost, what you need to do is you memorize. You have to memorize every detail of your friend. What is the color of the shirt? และที่สำคัญนะครับเราถ้าเกิดว่าเพื่อนหายเนี่ยเราควรที่จะเรียกชื่อเขาดังๆเพื่อที่จะให้เขารู้ว่าจุดที่เขาหายและจุดที่เราอยู่ณตอนนี้เนี่ยอยู่ที่ไหนครับแต่ทางที่ดีแหละก็ไม่อยากให้เพื่อนๆหายกันก็คืออยู่ด้วยกันแล้วก็จูงมือกันแล้วก็ไปกันอยู่ชิดๆกันนี่แหละครับคือพยายามชวนเพื่อนไปหรือบอกกับสมาชิกที่มาด้วยกันว่าฉันกำลังจะไปไหนนะครับ Why we use this powder? Because like ant, if ants here,
but he's smelling the powder smell, he will change the way. So we need to oh, so now go inside, okay? ฉะนั้นสาวๆทุกคนจำได้นะที่สำคัญก็คือเวลาเกิดอุบัติเหตุเท้าแพลงเราต้องพันพลาสเตอร์กันยังไงครับแล้วเวลาคนหายเราต้องทำยังไงและทำเต็นท์เนี่ยสำคัญที่สุดแล้วเวลาเดินทางป่าครับผม So all you memorize all the first aid, how to act when your friend lost in the jungle, and the most important, the tent, how to assemble the tents. Okay? Really okay? Okay. And today we have test, okay? Okay. Do the best. Fighting! နောက်တစ်ထပ်ပို့ပြီးတော့ပျော်ရွှင်ပွဲစိတ်လှုပ်ရှားပွဲကောင်းပြီးခက်ခဲတဲ့မစ်ရှင်များနဲ့ကြုံတွေ့ရမယ့်နတ်သမီးပျော်မေများကိုစောင့်မျှော်အားပေးကြပါစို့ပြည်သူများခင်ဗျာကျွန်တော်တို့အခုအရေးပေါ်အခြေအနေမှာလမ်းပြောက်သွားရင်ဘယ်လိုဆောင်ရမလဲသင်ပြီးသွားပြီပြီးတော့တကယ်လို့ချိန်ချင်းဝေခောက်သွားရင်ရောဘယ်လိုမျိုးဆောင်ရွက်ရမလဲအရေးပေါ်ရှေ့ဦးသူနာပြုနည်းပေါ့ပြီးတော့ကျွန်တော်ရွက်ဖြင်တဲဘယ်လိုထားရမလဲလဲသင်ပြီးသွားပြီတော့တကယ်ရှင်မြိုင်မှုကစတင်တော့မယ်အဲ့တော့ဒီမှာပစ္စည်းတွေပေးထားတယ်ပစ္စည်းပေးထားဆိုကြည့်လိုက်ရအောင်ဆိုတော့စမြင်တာဒါကြီးစမြင်ရောင်းမရှိတယ်ငါးတက်တာရှိတယ်ကြက်ဥရှိတယ်ရေရှိတယ်ဟင်းခန့်မှုကြရင်အဆုံရှိတယ်ရှားရာရေထဲဖို့ဒါငံပြာရေဒါကဒဲအိုးခောက်ဆွဲချောက်ထုတ်လည်းရှိသေးတယ်ငရုတ်သီးစိမ်းရှိတယ်မရဘူးလားဂက်စ်မီးဖို့ဟုတ်ပြီဗျာဒီဘက်မှာလည်းခွက်တွေပါရှိတယ်ဆိုတော့ဒီဘက်မှာဂက်စ်မီးဖို့မရှိဘူးဒါဆိုရင်ကျွန်တော်တို့အဖွဲနှစ်ဖွဲတစ်ဖွဲကကန်ကောင်းမယ်တစ်ဖွဲကကန်ဆုံးမယ်အဲ့တော့မေးကြည့်လိုက်မယ်ဘယ်ဟာကြာကြလဲဘယ်ဟာကြာကြလဲဆိုတော့ကန်ရအောင်မူတရားပေါ့နော်ဒါပေမဲ့ gas မျိုးမကြောက်ဆိုလဲအကောင်းဆုံးလုပ်ပါမှာပါဟုတ် gas မျိုးမကြောက်ဆိုရင်ဘယ်လိုမျိုးမှွေးမယ်လို့စဉ်းစားထားလဲပြောတာဟိုရုပ်ရှင်နေရလို့လေဟိုတော်ရိုင်းနေရလို့ကြောက်ခဲလေးချစ်ပြီးတော့မီးမွေးရမှာပေါ့ကြောက်ခဲကြောက်ခဲဟုတ်ပဲမေးကြည့်အောင်အဲ့လိုမျိုးကြောက်ခဲလေးတွေချစ်ပြီးတော့ဖြစ်လာတဲ့နေ့ကိုအကောင်းဆုံးကြုံနင်းဖြစ်အောင်ပြင်ဆင်ပြီးတော့ကြော်ဖြတ်ရမှာပေါ့အမိုက်ကစားပြတ်တမ်းမီးလောင်တော့ဟုတ်ပြီလားစားပါအဲ့တော့အခုကျွန်တော်တို့မဲရခွဲပေးမှာ Mr. B ရခွဲပေးမှာသူ့လက်ထဲမှာရှိရဆိုတော့ Okay. 1 2 1 2 Give you one choice. Is 1 or 2, I don't know. So good luck. ကောင်းပါစေ Okay. ဆိုရင် Open a number. 1 What's here? ကဲကြောက်ခဲလေးချင်နော် Nice. ကြောက်ခဲလေးချင်ရေကန်ကောင်းသွားပြီအဲ့တော့ခဏနေမှာပဲလာစားအောင်မယ်ခောက်ဆွဲရုပ်တစ်ထုပ်လောက် ဒီဘက်မှာလည်းရှိရလေ ဟုတ်ထုံးက gas မျိုးနဲ့ဆိုပုံမြန်တယ်လေ ဟုတ်လားတဘာဝနီလေးနဲ့ပုံမကောင်းလားကြောက်ခဲလေးနဲ့ဆိုကြောက်နဲ့လေးပါရအောင် နေပူပူနဲ့တခါတည်းနေပူလေးပဲချထားလိုက်တော့မယ်ကြက်ရင်ကြက်သွားမှာပြောမရဟုတ်ပါပြီအဲ့တော့ရှင်မြိုင်ဦးစတင်ပါပြီအဲ့တော့အခုကပထမဆုံးအချိန်အနေနဲ့လူမျိုးကမ်ပင်ထွက်မှာပေါ့ဟုတ်ဒီလိုမျိုးအတွေ့အကြုံမျိုးတခါမှဖြစ်ဘူးเนาะဒီလိုမျိုးတောထဲမှာညအိတ်တာရမရှိဘူးအရင်တော့ရန်ကုန်မှာလှော်ကားဥယျာဉ်တို့ပါအဲ့လိုမျိုးနေရာမျိုးပဲရောက်ဘူးပါလေအဲ့လိုနေရာမျိုးဆိုတာလည်းလုံးဝ safe ဖြစ်တယ်ဒီလိုမျိုး adventure တို့အဲ့လိုမျိုး extremely ကိုအရန်ဟိုထူးဆန်းတာရောတွေ့ရမယ်လို့မထင်တာအခုကတော့တကယ်ကိုထူးဆန်းတာတွေ့ရမယ်ထင်တယ်အဲ့မှာမြောက်တွေရှိတယ်ဒီမှာဘာကောင်တွေရှိမှထင်တယ်ဒီမှာကတော့အဓိကမွေတွေပါရှိမှာမသိဘာလို့ဆိုတိရွက်6တွေများပါလေမွေလေးတွေကနေတတ်တယ်ထင်အဲ့တော့ရွက်ဖြင်တဲရောအကုန်လုံးတခြားထိုးတတ်ပါလားဟုတ်ရွက်ဖြင်တဲနေရာတော့အကုန်လုံးကစူးစမ်းပြီးထိုးမှာပေါ့နော်အဓိကကတော့စုအားကိုးရတယ်ပေါ့နော်စုပြေဝယုံကြည်ရတယ်ဟုတ်ပြီအဲ့တော့စားတော့နဲ့လာလူစားမယ်နော်ဟုတ်ရလေညီမတို့ရွက်ဖြင်တဲထိုးမဲ့နေရာအကိုတွေ့အောင်ရှာနိုင်တော့ကြွေးမှာပါတန်လိုက်အိမ်မြောင်နဲ့တခါလေးလိုက်ခင်ပါဟုတ်ပြီကန်ပါပါစေ Fighting ကဲကြောက်ခေလူသားလို့တော့မယ်ဘယ်လိုနေလဲဟုတ်ကဲ့ရန်ကိုလည်းစိတ်လှုပ်ရှားနေပါတယ်အခုချိန်ကတော့စိတ်လှုပ်ရှားတယ်လို့ပဲပြောလို့ရမှာပေါ့နော်
ဘာလို့စိတ်လှုပ်ရှားတော့ စိတ်လှုပ်ရှားဆိုတာဒီလိုမျိုးအတွေ့အကြုံမျိုးကတစ်ခါမှမကြုံဘူးလေဒါတကယ်ကို first time ဖြစ်ပါတယ်ပြီးတော့ဒီအခုလိုမျိုးဒီຢာတွေလည်းကိုယ်တိုင်လောက်ကမယ်ကိုယ်တိုင်လည်းဒီလိုမျိုးတွေတကယ်ကိုတောထဲကိုသွားမဲ့ပုံစံဆိုတော့အရန်ကိုစိတ်လှုပ်ရှားနေရတာပေါ့ နော်ဒီအဲ့ကြောပွေကြီးနဲ့ရေဘူးကြီးနဲ့မျက်နှာနဲ့တော်တော်ရှင်ခုံနေပြီလုံးဝတကယ်ကိုရုပ်ရှင်တွေထဲမှာပဲတွေ့ဘူးလားအပြင်မှာတကယ်မတွေ့ဘူးလိုက်ခဲ့မယ်နော် မလို့ပါဘူး main ကလေးတွေအားလုံးပဲအားရှိပြီးသားပါဟုတ် 9ယောက်တောင်ဆိုတော့လေ9ယောက်တယောက်ဆိုတော့လည်းမပြောတော့ပါဘူးဟုတ်ပြီဗျာအဲ့တော့တကယ်လို့စချက်မယ်ဆိုရင်မှကြက်ဥတွေခောက်ဆွဲပြုတ်ကြဆိုရောစားမလားခွဲစားမလား ကျဲဥကခွဲစားမှရမှာပေါ့ အမဟုတ်ကြက်ဥနဲ့ခောက်ဆွဲနဲ့ရောပြီးတော့ပြုတ်မှာလားကြက်ဥကိုတသက်ကြောက်ခောက်သက်သက်ပြုတ်မှာ အဲ့ဒါကတော့ဒီတွေကသူတွေကဘယ်လိုစားကြင်မလဲမသိဘူးမိစင်ကကြည့်ကမှာပေါ့ရောစားမလားခွဲစားမလားတော့လောက်တဲ့အချိန်ကြာမှာပဲအဲ့ပေါ်မှာမူတည်ပါတယ်ဟုတ် အခုတော့မောကျင်တော့တစ်ပင်နဲ့ကောင်းပြီပဲရှိကံကောင်းပါစေပိုင်ပါစေအခုအဖွင့်တစ်ဖွဲ့အားသူတို့ရဲ့သက်ဆိုင်ရာပစ္စည်းရပြီးသွားပြီဆိုတော့သူတို့ဒီတိုင်းတော့မလွတ်ပါဘူးကျွန်တော်တို့ကုညီပေးမဲ့ဆရာနှစ်ယောက်ရှိပါတယ်တော်ကြနေတဲ့သူတွေပါဒီဘက်ကတော့ကျွန်တော်တို့ Mr. Song ဖြစ်ပါတယ်ဒီဘက်ကတော့ Mr. On ဖြစ်ပါတယ်တစ်ဖွဲ့စီကိုသူတို့ကုညီပေးပါလိမ့်မယ်အဲ့တော့ရှင်မဲမစားတင်ခင်မှာကျွန်တော်တို့ဒိုင်လေးမင်းနေအမှားစားလေးပြောရမယ်ခင်ဗျ I wish you all the girls good luck from both of the team. မမိုးကအားလုံးကိုဆုတောင်းပေးပါတယ်ပျော်ပျော်ရွှင်ရွှင်နဲ့အောင်မန်းဆင်နိုင်ပါစေလို့ Chitte. So I will go with everybody together and have anything. Just tell me I can help everything. Okay? ကျိုးစားတာကျိုးစားတာ တော့ရောက်နေပြီကျွန်တော်တို့အဖွဲနံပါတ်1ကအဝါအသင်းဟောဘက်ကိုထွက်သွားတယ်ပြီးတော့ပန်းရောင်အသင်းကဒီဘက်ကိုထွက်သွားတယ်အဲ့တော့ကျွန်တော်အရင်ဆုံးဘယ်ဖွဲ့လိုက်သွားကျင်ကောင်းလဲဒီဘက်ဖွဲ့ရင်သွားအောင် Okay, Mr. V. Okay, that's a beautiful. And there is 2 teams. So, are you supporting which team? I think it's Chiaba Sam. How about you? Same. Sam? Same. So which number you cheer up? Come on, tell me. Secret. Secret? Mimi. Mimi? Not tell? Okay. So now we gonna go yellow team. Yellow team. Okay, let's go. Let's go. စနေစနေစနေ No. ဒုတ်တွေဖယ်လိုက်အဲ့ဒုတ်ကိုဖယ် မိုးမိုးလေးမြဲမြဲဆွဲထားအဲ့ဘက်က ဆွဲမိုး ဆွဲအောင်ကိုရီးယားဟိုဘက်ကနည်းနည်းဆွဲအောင်ဒီဘက်အရင်ရှိနေ မိုးဆွဲလေဆွဲလို့မဆွဲထိုးလို့ရပြီအောင်မှာဟဲ့မရသေးဘူး မှားနေတာမသိဘူး ရပြီလေပြတ်သွားပြီလေဟိုမှာအကားဒီမှာ Mr. Pete and I just found out the girls. Yeah. So, they came in already. I think they is genius. They can. Very fast. Wow, very fast. Oh my god, I'm Quick really learner. surprised. Wow. Oh, but now everybody. Oh, what's that? It would take like 13 minutes. Wow, it's genius. But they don't know we're here. So Yeah. we'll check it out. ရင်းစုလားရှေ့ရသွားအေးရင်းစုရှေ့ရသွား Okay, so shall we move? Yeah, pink team. Pink. Check it out. အဲ့တော့မယ်ဘာနဲ့တော့ဒီထဲမှာ အဲ့တော့မယ်လေ ဒီဘာဟင်းဆက်စားမှာလဲ အဲ့ထားတယ်ဘာစား ဘေဘီကဘာစားချင်လဲ ဘေဘီကကျုံကြော်ကြိုက်တယ် ကြော်ကျွေးမယ်ကြော်ကျွေးမယ် ကြော်မြင့်ဖြစ်တယ် ဆိုင်နေပတ်နေပြီရဲ့ခဏနေရော ခ
ထိုးပြီးပြီဆိုတော့ ပြီးသွားပြီ ချွေးလေးတောင်ပြန်တော့ ဟုတ်ပါအဲ့ဒါအားလုံးပြန်သွား တကယ်ချင်းအားလုံးအရင်ပြင်ပန်းနေပြီ ဒါပေမဲ့ဘိုက်စားကြတယ်ဟုတ်ဒါပေမဲ့ဘာစားကြ ဆက် လဲ ရမယ့်အချိန်ပေါ့ အမော နည်းနည်းရှေးတောက်လိုက်အောင်မယ် တန်လင်းစဉ်းစားတော့ဘာချက်မလဲ ဘာချက်မလဲ ကျုပ်ကြုံမယ်ကျုပ်ကြုံမယ်ဟုတ်ပြီ ကျုပ်ကျုံမယ် အဲ့ဆိုရင်အရင်တော့ပါအောင်လို့ခောက်ဆွဲကိုအရင်တက်လိုက်တယ်လေခောက်ဆွဲနဲ့ကြက်ဦးနဲ့ဟုတ်တယ်ပြီးတော့အစိမ်းချော်ကြမယ်ဟာလည်းပါတယ်အဲ့ဆိုရင်ကျက်ဦးပီဇာလုပ်တတ်တယ်ဆို ကျုပ်ပီဇာလည်းလုပ်ကျုပ်ဟင်းရည်လည်းရသေးတယ် အဲ့ဆိုအဲ့လိုအမားတို့ကအစိမ်းချော်တက်ကြော်လိုက်မယ်ပြီးတော့ကျက်ဦးပီဇာလေးကိုအပေါ်ကနေအုပ်လိုက်မယ်ဟုတ်တယ်ဆိုနော် So Mr. V, how do you find the jungle? Wow, you know I never. It's terrible. Same goes for me. Man, it's Itchy. oh my god. We find so many insects. See, so many ants, so many bugs, so many Mosquito, mosquitoes, spiders. Wow, it's terrible. Ouch. So, For the I think- girls. For the I think girls. we're men, but we feel it really hard. But I think the Hard. girls, More is difficult. more difficult. So they have to be very strong. we wish need to good chill luck. up, and we're gonna go to pink team now. Pink team. Now we're Let's on go the cheer way, up. Okay. I don't. ဒီမီးနဲ့ချက်မဲ့ဟင်းတွေကအများကြီးပဲအဆင်ပြေမယ်လို့ထင်လား ပြေးမှာပါထင်းနေအများကြီးရှာတာ ထင်းနေကြတာတဲ့ ဟုတ်မှာ Oh wow okay ကြောင်းမှုရတာလည်းမပြတ်ဘူးစိမ့်စိမ့်လေးနဲ့ပဲတဲဟာဝိတာโอ้ delicious ကောင်းတယ်ကောင်းတယ် Gone. They put the egg good egg the one they told about it's hello Me? amazing okay အရင်စားကြပါလို့လည်းဒီနေ့ကျတယ်အဲ့ဒါဟာတော့ပဲဟုတ်ဘူးဒီကလေးဝါတော့မိုင်းတော့အော်မဆေးပတ်ဒီဆေးပတ်ဒီ Okay okay တန်ကောင်းတာသူကသူရတာ ဒီမှာပတိက ကြောင်းကြည့်ကြတာစောစောဟိုနားမှာကြောင်းကြည့်ကြောင်း အနာဆုံးနဲ့ဒီမှာပြုတ်စီတာဟုတ်တယ်ဒီကလည်းထိခိုက်ဆန်လာလေးရဟုတ်တယ်လေထိခိုက်ဆန်သူပဲဆက်ရောထည့်နေတယ်သူဒီနားမှာနာတယ်ဟာဒီညီမလေးကြီးကတော့အောက်ကိုဆက်စားတယ်အဲ့ရောက်တဲ့တင်းကြီးပေါ့တင်းကြီးရောက်တယ် အစားအစာတွေလာကြည်ရင်နဲ့ဖြစ်သွားတာ ကျွမ်းနေဆိုတဲ့ guide ကြီးလဲတိုးထဲမှာတော့ဒဏ်ရာရတာပဲ ကဲပြိုမေလေးတွေကရှေးဥသူနာပြူနေနဲ့လဲကျသွားတဲ့ guide ကြီးရဲ့ခြေထောက်ကိုဆေးစီးပေးဖို့ပြင်နေကြပါပေါ်ရင်ကတော့ဆုံးတော့သူတို့ဟိုနေရာနာရဒီနေရာနာရနဲ့နေရာစကားနားမလဲပဲနဲ့ပေါ့နော်နားတဲ့နေရာတွေသူတို့မင်းနေကြပါတယ်အခုတော့နားတဲ့နေရာတွေ့သွားပြီလို့ထင်ပါတယ်အဲ့နေရာကိုကြက်စီးနေကြပါ အမေရောညက်တဲ့ဟာလေးရောညက်တဲ့ဟာပို့ပေးထားတယ်ဟုတ်ကဲ့တန်းလေးနှစ်ခုပေးလိုက်တယ်ပို့ခိုင်းတာပေါ့တော့ကြသွေးမရှောက်ပါဆိုတော့โอเค မဟုတ်ရင်းနဲ့ကျင်တာပြဆက်ပြ ဟင်းတော့စားပြီးသွားပြီငါပြောင်းမှုကြော်ရဲပြီးတော့ခောက်ဆဲပြုတ်ကဲပြီးတော့ငါတစ်တာရဲ
ကျုပ်ကြော်ပါတယ်ဟုတ်သားပဲပန်ကိတ်မေ့နေတာပီဇာအဲ့ဟင်းစီစဉ်တာဘယ်သူစီစဉ်တာ အဲ့ဒါတွေကကျွန်တော်ဒီမတ်တန်လေးစီစဉ်တာပေါ့နော်သူကဘာလုပ်သူကဘာလုပ်ဆိုသူကစီစဉ်ညွှန်ကြားပေးတာဟုတ်တယ်ဒီမှာကျတော့ဒီအသီးရွက်လေးလည်းတစ်ခုကြော်မယ်ပေါ့နော်ပြီးတော့ကျဲဥကကျတော့ဘေဘီကကျဲဥကြော်တာအရန်ကြော်ရတယ်လေဆိုတော့သူကြော်မယ်ပြီးတော့ဒီအရေးဟင်းလေးတစ်ခွက်ပါအောင်ကြော်မယ်ဆိုပြီးတော့ plan ချလိုက်တာပါဟုတ်မီးမွေးတဲ့အချိန်ပေါ့နော် ကျဲတော့မှမရှိတာ ဘေဘီနဲ့မွေးတာပါ မွေးတာမီးကဟိုပထမတော့အဲ့ဟိုသွားပြီးတော့တစ်ကိုင်းရောက်ပြီးသွားပြီးတော့ကောက်တယ်အရင်ဆုံးမီးမွေးရဆိုတာကတော့သူကတေးရွက်6တွေနဲ့အရင်ဆုံးမွေးတော့မှမီးကတောက်မှာလေအဲ့ဒါတေးရွက်6တွေကိုအရင်ဆုံးအုပ်ပြီးတော့မှတစ်ကိုင်းရောက်ပြီးအပေါ်ကနေတင်လိုက်တော့မီးကတစ်ဖြည်းဆွဲလာဟုတ်အဲ့လိုမျိုးတော့မွေးရတာပေါ့နော်နည်းနည်းလေးတော့ကတိရပါတော့ကိုယ်စီမှာတိတ်ပြီးတော့ပစ္စည်းကမစုံနေတော့ဟုတ်ကဲလုံးကလည်းရှားရသေးတယ်အဲ့ကဲလုံးကခုဖို့ရှားရသေးတယ်ပြီးတော့ကဲလုံးနဲ့ဘယ်လိုယူဆရလဲဆိုတာအိုးကိုလည်းကြည့်ရသေးတယ်နည်းနည်းတော့ခက်ခဲတာပေါ့အိမ်မှာကျော် gas နဲ့လေ ဟုတ်တယ်နော် ရောက်တော့အဲ့လိုမျိုး အနေတော့ခဲလုံးလေးရှာထားအနေတော့ခဲလုံးလေးညီမတာအိုးကတင်လို့ရမှာဟုတ်သားပဲအဲ့ဒီမှာဟင်းထဲမှာကျွန်တော်တို့ဒီပြောင်းမှုကြော်မှာကြက်ဥမထည့်တာဘူးဘာဖြစ်လို့လဲ ဟုတ်ကဲ့အဲ့ဒါကြောင့်ညီမတို့အဖွဲ့အထဲမှာတင်မှုကထဲမှာပေါ့နော်ဒီအမကကျတော့ vegetarian တက်လို့စားတာပေါ့နော်အဲ့ဒါကြောင့်သူ့အတွက်အထူး ဟုတ်ကဲ့တွေရချက်ထားပေးတာပါ ဟင်းချက်နေကြပြီမကြည့်အောင်ဘာဟင်းချက်နေလဲ အခုကဒါတက်ရဟင်းနေရပါတော့သူ့ကိုကြတော့ဒီအသီးအရွက်နဲ့ကြက်ဥလေးနဲ့ကိုကြော်မယ်အားကြောင့်မလို့ဟုတ် ပထမအဲ့ဒါတတိယဟင်းနေဆိုပထမနှစ်ခုကပါပါလဲ ပထမကကြတော့ခောက်ဆဲကိုပြုတ်လိုက်တယ်ကြက်ဥလေးနဲ့ပြီးတော့ဒီဟိုပါပေါ့ပြောင်းမှုလေးတွေကိုထည့်လိုက်တယ်အကုန်လုံးစားလို့အဆင်ပြေပြီးတော့ဒုတိယဟင်းလေးကကြတော့ငါးတစ်တာကိုချက်လိုက်တယ်အဲဒါကတမယာသီးလေးဆန်းပြီးတော့ ဘယ်နှစ်ခုချက်မှာ ၃မျိုးပေါ့ သုံးမချက်အောင်ကျွန်တော်ဟိုကကြည့်ကြည့်အောင် ပြလိုက်တာထွေးပြီးပါ အော်ဒါငါတက်တာ ငါးတစ်တာပြန်ချက်တာငရုတ်ကြီးလေး အော်ဟုတ်ပြီ ဒါကတော့ပြင်ရခောက်ဆဲကိုကြက်ဥနဲ့တမယာသီးလေးညစ်ပြီးစားလိုက်ရုံပဲ စားကြင်စရာပဲယူသွားလို့ရတာ ရပါတယ် ဟုတ်ပြီဗျာအဲ့တော့ဟင်းသုံးမချက်ပြီဟင်းသုံးမချက်ပြီဘာလို့ကြမလဲ စားတယ် ဟုတ်ပြီအဲ့တော့မှပဲလာစားတော့ထားပြီးတော့မှကျွန်တော်တို့အတူစားကြမယ် Hi ဘယ်လိုလဲ Okay လား Okay အရေးမရတဲ့နေရာကိုရွေးထားလား ချက်ရင်လည်းနေရာပြောင်းမလို့ ဟောသမီးတို့ကြီးပဲလားနောက်9ယောက်လေနောက်တစ်ယောက်ကောအော် guide ကောသမီးတို့လမ်းပြရော ဂိုက်ကခဏဟိုကသွားတယ်အပေါ်ပါ အော် guide ပြောက်သွားပြီဟောဘာချက်နေလဲဟာကျုပ်ပြုတ်တာပဲတွေ့တယ် ဟိုပါပေါ့ဒါကကြတော့ Wow. vegetable Wow. It's for me အာ Really good. toilet ကဒီနားလေးနေသွားလိုက်လို့ရတဲ့ဟာဘာမှလဲ toilet တီးတတ်မှမရှိတာတောထဲမှာ toilet မှမရှိတာသမီးတို့တော့ထားခဲ့ပြီထင်တယ် maybe he ran away Maybe snack bike him. မွေကြိုက်ဝါလားမသိဘူးလေလုံနေပြီကျန်ကဲတေးတေးကွေးလေးတွေကိုခွက်တက်ထည့်ပြီးတော့နှစ်ဖက်မှပြီးတော့ရွှေ့လိုက်ပထမကတော့ဟို guide ပျောက်သွားတယ်ပေါ့သူကအပေါ့သွားတယ်ဆိုပြီးတော့ပြန်သွားရှာတယ်ပြန်သွားရှာတော့သူ့အုတ်ထုပ်လေးတွေ့တယ်အုတ်ထုပ်လေးကိုတွေ့တော့နောက်ဆုံးကျတော့သူ့ဖျားခေါ်ရင်လည်းသူကထူးတယ်ထူးတော့ဘာလို့ပျောက်သွားလဲဆိုတော့သူကဟိုသွားရှာပေးတာမြစ်သွားရှာပေးတာမြစ်နှစ်ချောင်းယူလာခဲ့တော့သူ့အိုင်ဒိုကလည်းသူ accident များဖြစ်တာလားဆိုပြီးတော့ဟို first aid kit လေးသွားယူလာတယ်သွားယူလာတော့ဘာမှတော့မဖြစ်ပါဘူးအခုကျွန်တော်တို့အဝါသင်းရဲ့လမ်းပြ Mr. An က
အိမ်သာသွားမယ်ဆိုတော့ပျောက်နေဆိုတော့ဒီဘက်ထွက်သွားလို့ပြောသူတို့သွားရှာနေကြတယ်အဲ့ဒါကျွန်တော်လိုက်ကြည့်အောင်မစ္စတာ Where are you going? We're really worried about you. Sorry. You're going to find. Yeah, this can eat. Yeah. Oh, I know this. Okay. Okay, thank you. I worry about you. That's why I take first aid kit. I take going. Yeah. The toilet. Oh. Okay, thank you. Okay. Okay, okay. Okay. Cái này chuyển cái này đi thả đó. Cái này đi thả. Okay, ဒီမှာထွေးစီဖေးအောင်ဖေးအောင်ဖေးအောင်အေးနောက်ကလိုက်အတက်တောင်မှာတုတ်ကြီးတက်မနေနဲ့နောက်ဆုံးအနေနဲ့ကတော့ဒီလာအိုဘက်ကနေကြားတဲ့အောင်ရောက်လာရဲဆိုတော့တရင်ကိုကြားတဲ့အချိန်မှာအကုန်လုံးကနည်းနည်းတုံ့လောက်သွားတာပေါ့နော်ဒါပေမဲ့အကုန်လုံးကစွစွစီစီနဲ့ပစ္စည်းယူပြီးပြေးကြရဲဒါပေမဲ့အဲ့လိုပြေးကြတဲ့အချိန်မှာလဲပေါ့နော်ကိုတာဝန်ကိုကိုတီးပြီးတော့အကုန်လုံးကပေါ့နော်ညီမတွေတစုတစီရဲပေါ့ဥမာကိုတွေကပေါ့နော်ကိုတွေတုံးဆွဲခဲ့တဲ့အမိုက်တရိုက်တွေကအစားဒီလိုမျိုးပေါ့နော်သာလာပနေတဲ့တစ်တော်ထဲမှာထားခဲ့လို့မသိတော့ဘူးလို့ဆုံးဖြတ်တဲ့အတွက်လဲငါးလုံးကဒီအမိုက်တွေကိုပဲပြန်ပြီးတော့တင်လာခဲ့တယ်ပေါ့နော်အဲ့လိုပြန်လာရင်လမ်းမှာလဲဖြစ်ချင်တော့အာရဒဏ်ရာရသွားတယ်ဟိုပထမဆုံးတော့ဒဏ်ရာရတဲ့အချိန်မှာနာရောနာပေါ့နော်ဒါပေမဲ့ဟိုအကုန်လုံးကိုအတွက်ကြောင်းနဲ့ကိုတငယ်ချင်း၄ယောက်ကကြောက်ကြအကြံ့ကြာသွားမှာပေါ့နော်လမ်းတွေပါမလမားသွားတာအဆင်မပြေတာပေါ့နော်အခက်ခဲကြုံနိုင်တဲ့အတွက်အာတင်းပြီးတော့ရှောက်တယ်နောက်ဆုံးပန်းနိုင်ရောက်တော့မှာပဲပေါ့နော်ကိုနာတဲ့ဟာကိုသတိရမိတာပေါ့အဲ့လိုသတိရမိတဲ့အချိန်မှာလဲကိုယ့်ရဲ့အမကြီးညီမကြီးဒီ၄ယောက်လုံးကတော်တော်စိတ်ပူကြတယ်စိတ်ပူပြီးဆေးထည့်ပြီးသူကဆေးထည့်ရန်ရောင်ရေးဆေးသွားအကုန်လုံးကပေါ့နော်ဒီလိုရှေးဦးတူနာပြုစုအနေနဲ့ဝိုင်းပြီးတော့လုပ်ပြီးတော့အခုတော့တက်တာသွားပါပြီလို့အဲ့အတွက်လဲစိတ်ထဲမှာတော့ပြောပါပါနော်အဲ့အတွက်အကုန်လုံး guide ပြပေးအကိုကြီးကိုကျေးဇူးတင်ပါတယ်ခေါ်ပွန်ခါ1 2 3 fightingပြည်သူခင်ဗျာကျွန်တော်တို့အခုလိုမျိုးတောထဲမှာစကန်ကြလမ်းလျှောက်ခြင်းအားကျွန်တော်တို့ရဲ့ပြန်ပွဲဝင်နေမိမယ်တွေမဟုတ်ပါဘူးကျွန်တော်တို့အတွက်လည်းပထမဆုံးနေ့ပြတဲ့အတွက်အရန်ပြောကောင်းလို့အရန်လဲရှင်ခုံဖို့ကောင်းပါတယ်ဒီမှာဆိုရင်တို့အချင်းချင်းစီးလုံးညီညွတ်မှုတွေတိုးတက်လာသလိုကျွန်တော်တို့ကြုံတွေ့လာတဲ့အခြေအနေတွေရှင်းဆိုင်လာတဲ့အခက်အခဲတွေကိုဘယ်လိုမျိုးစီးလုံးလုံးနဲ့ဘယ်လိုမျိုးရှင်ဆိုင်ပြီးတော့ကြော်ဖြတ်ရလဲဆိုတော့ရှင်းပြတာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြန်ပွဲရလဒ်တွေကိုဝေဖန်သုံးသပ်ပေးမှာတော့ကျွန်တော်တို့ရဲ့အမှုဖြစ်ပါတယ်ခင်ဗျာ Girls, today you have done a very good job. The atmosphere is full of joyful, very active and very cooperate between your colleagues. This will bring you the experience that you can really use when you start work with Nok Air very soon. And of course, you come into the right path, and I hope that very soon our life path will cross again. Okay, good luck everybody. Good. So I'm really happy and really proud to can hiking with the 10 beautiful girls from Myanmar. Really happy, and maybe I really want to next time I be in an airplane Nok Air and see you soon. Okay.
Okay. ဟုတ်ပါတယ်ကဲစက်ကြီး ဟုတ်ကဲ့ တော်တွေကိုဒိုရီဂရိုင်းလိုက်ခဲ့ကြတယ်သူတို့အားလုံးလည်းအရန်ကြိုးစားကြတယ်ဘယ်လိုထင်လဲပို့ပြီးတော့စိတ်ဓာတ်တွေမာလာလို့မထင်ဘူးလား ခက်ခဲရတော့တွေ့ခဲ့ရတာတော့မီးမွေးတာအစ တယောက်နဲ့တယောက်လည်းပို့ပြီးတော့ချစ်ကြည်ရင်းနှီးလာလို့ထင်ရတယ်နော်အဲ့တော့ဟုတ်ပါတယ်နှစ်သင်းစလုံးဟာတနေရာစီမှာစခန်းချပြီးတော့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်သူတို့တွေရဲ့ဒီ mission အရာပေါ့နော်ပြုလုပ်ရမယ့် first aid ဆိုတဲ့အရေးပေါ်ကုသနည်းတွေကိုနောက်တစ်ခါcamping survival လို့ခေါ်တဲ့တောထဲမှာစခန်းချပြီးလွတ်မြောက်ရလမ်းကြောင်းရှာကြံတဲ့အကြောင်းအရာတွေနောက်တစ်ခါရုပ်တရက်ဖြစ်ပေါ်လာတဲ့ဟာတွေကိုရေးပေါ်ပြုစုကြတာအားလုံးကျွန်တော်တို့မျက်မြင်ကိုယ်တွေမြင်တွေ့ခဲ့ကြပါတယ်နှစ်ဖွဲ့စလုံးကအရန်ကိုတော်ပါတယ်ပို့ပြီးတော့လဲပျော်စရာကောင်းပြီးတော့ပို့ပြီးတော့လဲစိတ်ဓာတ်တွေခိုင်မာယုံကြည်ချက်တွေခိုင်မာလာလို့ထင်ပါတယ်အဲ့တော့အခုကျွန်မကြီးညာလိုက်တဲ့အခါမှာ winner ကိုကြီးညာလိုက်တဲ့အခါမှာကြီးညာချင်းမခံရတဲ့အဖွဲ့ဟာရှုံးနေသူမဟုတ်ပါဘူးသူဟာလည်းပဲအမှတ်တွေအများကြီးနဲ့ရှိနေတဲ့အဖွဲ့ပါပဲအဲ့တော့ဘယ်သူပဲဖြစ်ဖြစ်ကြီးညာဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့မမို့အချက်ပြလိုက်ပါအောင် ready okay The winner for this mission is pink. For the pink team, what I'm like them, they are very cooperative. They get together very good. They split into the duty. When they have to set up the fire for cooking, they split the team. Some of them going to the wood, looking for the wood, dry wood to make a fire, and the other check what they got into the food, raw food material, and they just try to figure it out what they want to do. For set up the tent, they are all the girls, even the men, it's not that easy, you know, but they still work together, they help, they take a little bit of time, but they still can manage it finally. And the very good thing that they're not even panic when the guy is falling down, twist his knee, the ankle, they come and then talk, then what they have learned before, they check what is have the bruise or not, they try to help the gentleman with the pain, relieve the pain, and all these things. That it make the team, it really teamwork. နှစ်ဖွဲ့စလုံးကအရန်ကြိုးစားတာပေါ့နော်ဟိုရောက်သွားတဲ့အချိန်မှာလည်းနှစ်ဖွဲ့စလုံးကညီညွတ်ချစ်ခင်ခင်နဲ့တွေ့ရတယ်နောက်ပြီးတော့ဟိုစိတ်ပြက်နေမလားအားငယ်နေမလားလို့ကြည့်ပြန်တော့လေအားလုံးကပြုံးပြုံးရွှင်ရွှင်နဲ့တွေ့ရတယ်ပျော်နေတဲ့ပုံပဲအမှန်တကယ်တော့တောကြီးမြတ်မဲဘာမှလည်းမရှိဘူးသူတို့ရှိတာလေးနဲ့ကြံဖန်ပြီးလုပ်နေရတယ်နောက်ပြီးတော့တစ်ဖွဲ့ဆိုရင်လည်းဂိုက်ကပျောက်သွားတယ်တစ်ဖွဲ့ဆိုလို့ရှိရင်လည်းဂိုက်ကချော်လဲတယ်ပေါ့နော်အရန်ကြိုးစားပါတယ်အဲ့မှာမှပန်းရောင်အဖွဲ့လေးကတော့ဟိုစူးစီညီညွတ်လေးနဲ့လည်းစူးစမ်းထားတယ်အစားအစာလေးတွေကလည်းအရသာရှိတယ်သူတို့ကတော့ဟင်းကိုလေးခွက်လုပ်ထားတာတွေ့တယ်နောက်သူတို့ရဲ့ team မှာတက်လွတ်ပါတော့တက်လွတ်တော့လည်းတည်တည်ချာလေးပြင်ဆင်ပေးထားတာလည်းတွေ့ပါတယ်ဟိုအန်ရရှိတဲ့ဆိုတဲ့ဂျားတွေကပဲရည်ဒီပါတွေဆင်းခတ်ပြီးတော့မိဖို့လေးလည်းကိုယ့်ဘာကိုပို့ပြီးတော့ဖြစ်အောင်လုပ်ထားကြတာပေါ့နော်အဲ့မှာတယောက်ကဒီဟိုလမ်းပြချော်လဲသွားတဲ့အခါကျတော့လမ်းပြကိုလည်းညီညွတ်နဲ့ဝိုင်းပြီးတော့ပြုစုကြတယ်အဲ့တော့နှစ်ဖွဲ့စလုံးကတော့တော်ပါတယ်ဒါပေမဲ့ပန်းရောင်ရဲ့ညီညွတ်မှုကနည်းနည်းလေးပိုတာတဲ့အတွက်ကြောင့်မလို့ပန်းရောင်ကိုအမှတ်ပို့ပေးလိုက်တာဖြစ်ပါတယ် choose the pink team to win because I feel the pink team is really fast for everything. Like when I go that team and I see they cook the food, but they don't have the gas. But yellow team have the gas, and they need to take the fire for themselves. It's really hard. It's really hard, and I saw the smoke go inside every girl's eyes, and they cry. Mouth color is dirty. So I think, wow, they really try their best. And I see the food is really delicious and look good. And then have the accident from the guy. He have accident and hurt the leg. And every older girl go take care of him is really fast. So I just, they really try their best, and they look like teamwork. It's really teamwork. So I got a score to pink team more than yellow team. အတန်လေးရင်ပြောပေးပါဦး ဟုတ်အရန်ဟို exciting ပေါ့နော်စိတ်အရန်လှုပ်ရှားရပါတယ်ဒါပထမဆုံးချိန်ဆိုတော့အရန်လည်းပြောပါတယ်ဒါပဲပြောစရာရှိတယ်ပို့ကတော့မီးမွေးတဲ့အချိန်မှာရောတဲဆောက်တဲ့အချိန်မှာရောအရန်ကိုပျော်ပြီးတငယ်ချင်းတွေအားလုံးစွတ်စွတ်စီးလောက်ရတဲ့အတွက်အရန်လည်းပျော်ပြီးဂုံလဲဂုံယူပါတယ်ဒီပွဲမှာဆူရတဲ့အတွက်
မောင် ညီမကတော့ဟိုဘယ်လိုလဲလီတာလေ လမ်းပြတဲ့အေး အရင်စိတ်ပူသွားတယ်စိတ်ပူတယ်သူကပထမတစ်ခေါက်တည်းဟိုကြောက်အနောက်မှာကြောက်ကြီးလေစမ်းကြောင်ရှိရောအဲ့ကြောက်ကြီးမှလည်းသူကတစ်ခါချော်လဲမလို့ဖြစ်သေးရဲ့အဲ့မှာတစ်ခါဆွဲလိုက်ရတယ်ပြီးတော့နောက်တစ်ခါကျတော့တကယ်ချော်လဲသွားတယ်တန်အရှိမအဲ့ကြတော့ညီမတို့ဟိုအကုန်လုံးကဆေးလိမ့်ပေးရတယ်ပေါ့နော်ဆေးလိမ့်ပြီးတော့ပတ်တီးစီးပေးရတယ်အဲ့မှာနည်းနည်းထော့နဲ့ဖြစ်ဟုတ် ဟုတ်ကဲ့အဖွဲလိုက်ပေါ့နော်တသူညီသူစူးစမ်းခဲ့ရတဲ့အတွက်တွေးကြုံနေလဲအများကြီးရပါတယ်ဟုတ်ကဲ့ပျော်ဖို့လည်းရမ်းကောင်းပါတယ် အကောင်လုံးနဲ့တူတူကူညီပြီးတော့တလန်းလုံးပင်ပန်းခံပြီးတော့ဒီလိုစုလေးကိုရခဲ့တဲ့အတွက်ပျော်လဲပျော်ပါတယ်ကုံလဲကုံရင်ပါကွာကုဟုတ်တယ်နော် နောက်မရှင်နေမှာလဲဆက် ဆက်ပြီးတော့စူးစမ်းရမယ် fighting โอเคပါကျွန်တော်တို့သားနဲ့ကျွန်တော်တို့မီးမွေးပြီးတော့အနိုင်ရရှိသွားတယ်ပန်းအောင်တင်ခွင့်ပြုပါတယ်ဒါနဲ့ကျွန်တော်တို့ဒီဥပမာရှင်များမှုရမပြီးသေးဘူးထပ်ပြီးတော့ရှင်းပြအောင်မယ်ဒီတက်ပို့ပြီးတော့ကြမ်းတိုင်းနဲ့ကြမ်းတိုင်းမယ်ပို့ပြီးတော့ပျော်ကောင်းမယ်ပျော်ကောင်းမယ် ဝင်းမှာတောင်မတက်ပြီးပြန်တမ်းမဲ့နမီမယ်တွေကိုဆက်လက်အားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့စနေနေ့ညရဲ့ည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးလိုက်ပါတယ်ဒီနေ့စောင့်မျှော်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ